ဒါတော့နိုင်ငံတော်မှာတောင်းရှိတယ်ကဒီတဘောသူချက်မှာအစပြုဆိုတာကဒါတကယ်လို့တခြားလူတွေကပြရက်ချင်တယ်ကျွန်တော်ကမရက်ဘူးဥပမာတာလူလူတွေလည်းဒီတိုင်းထားမှာအဲ့တော့ဒီစာသားကဒီကိစ္စပေါ်မှာသွားပြီးမှအကျုံးဝင်လာတယ်တခုရှိတယ်ခုနကကျွန်တော်ပြောတယ်ကျွန်တော်ကမဟာမိတ်ဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တင်ပြလို့နိုင်ငံတော်နဲ့တာဝန်လက်ခံတယ်ဆိုရင်ဒီဘောဒီချက်အစပြုရတော့ဘာလို့လဲမလို့ဘူးဒါနိုင်ငံတော်အလုပ်ရမယ်တာဝန်တရားဖြစ်နေတယ်ခုနပြောလို့နိုင်ငံတော်သမ္မတဆိုတာအားလုံးနဲ့ဆိုင်တဲ့သမ္မတပဲဟိုတမရရဲ့လည်းသမ္မတပဲကျွန်တော်တို့လူစုတောင်းတနေတဲ့လူတွေရဲ့လည်းသမ္မတပဲအဲ့တော့အားလုံးနဲ့သူခြုံပြီးမှစဉ်းစားရလို့ဖြစ်တဲ့ကြောင့်မို့လို့ဒီဟာကတော့နှစ်ခုကျွန်တော်အတိတ်ကဖြစ်လို့ရတယ်ပေါ့ဥပမာကျွန်တော်တို့ဒီပြဆွေးနွေးလို့ကျွန်တော်တို့ကဒီမှာပြုလို့ပြောလို့လည်းရတယ်မဟုတ်ရင်ခုနကကျွန်တော်ပြောလို့ပဲ PIO နဲ့လက်မှတ်မထိုးရင်ကျန်တဲ့လူတွေကြတော့ဆိုတဲ့ဒီကုနေတော့အဲ့တော့ဒီဟာကတော့ကျွန်တော်သိပြီးမပေါ်ဘူးဒါပေမဲ့ခုနကကျွန်တော်ပြောတာကအတိတ်ပဲဒီတိကျကျပေါ်ပြနိုင်တဲ့အမျိုးကိုကျွန်တော်လုပ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ခုနကကျွန်တော်ဆွေးနွေးတဲ့အချိန်မှာတက်တဲ့ကိစ္စကိုကျွန်တော်ကအခြေပြုဆွေးနွေးတော့ဘူးအဲ့တော့ဒီအချက်ကအားလုံးနဲ့ခံနိုင်တဲ့တက်တဲ့ဖြစ်နိုင်တယ်လို့ကျွန်တော်မြင်တယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်ကဒီကိစ္စကိုတက်တဲ့ခုနေနေဆိုတော့အခိုင်အမာကြိုင်ဆွဲထားလို့မရတော့ဘူးဒါကျွန်တော်ရဲ့စဉ်းစားတဲ့အချက်ဒါကျွန်တော်လည်းပေါ့လေကျွန်တော်တို့ဒီမဲ့ကျွန်တော်တို့ဆွဲပြောနေတာပေါ့ကျွန်တော်တို့ကကချင်ပြည်နယ်ဆိုရဒီရေမျိုးကကချင်ပြည်နယ်ရဲ့ဖြစ်ပုံနဲ့အရေးကြီးနေတယ်ကျွန်တော်ဆွေးနွေးနေတယ်အဲ့ပေါ်ပြီးတော့နိုင်ငံတော်ကနေပြီးတော့တာဝန်ရှိတဲ့လူကကချင်ပြည်နယ်ပတ်သက်ပြီးတော့ဒီလိုအတိုင်းအတာနဲ့လုပ်ဖို့ဆိုတဲ့အနေအထားမျိုးဒါတော့နားလည်ပေးဖို့လိုရှမ်းပြည်နယ်မှာဖြစ်တဲ့ကိစ္စကိုရှမ်းပြည်နယ်မှာရှိတဲ့အနေအထားနဲ့သူဖြေရှင်းသွားအောင်ကျွန်တော်ပြောတော့ပေါ့လားဘိုးဘွဲကငင်းငင်းယူခြင်းလားမသိမလို့ခြင်းလားမသိတဲ့အဖွဲ့ကိုကျွန်တော်တို့ကနိုင်ငံတော်ဆိုတာမိသားသားသမီးလို့ပေါ့နော်သားသမီးကိုစိုးတဲ့သားသမီးရှိတယ်ကောင်းတဲ့သားသမီးရှိတယ်ဒါပေမဲ့မိဘအနေနဲ့ကတော့စိုးတဲ့သားသမီးကိုစိုးတဲ့အတိုင်းအတာလောက်ပြောရဆိုရတယ်ကောင်းတဲ့သားသမီးကောင်းတဲ့အတိုင်းအတာလောက်ပြောရတယ်ဆိုတော့သူ့ကဏ္ဍလိုက်တော့သူဥစ္စာရှိမှာပေါ့အခုကျွန်တော်တို့ကဒီ KIO နဲ့ကျွန်တော်ဆွေးနွေးနေတဲ့အနေအထားလေတကယ်လို့ဒါဟိုဘက်က SSC ကအခုလိုပဲဆွေးနွေးတယ်ဆိုရင်နိုင်ငံတော်တပိုင်းစဉ်းစားမှာကျွန်တော်တို့ကဒီကိုတို့ဒီ KIO အဖွဲ့ကြီးနဲ့မဟာမိတ်အဖွဲ့ကြီးနဲ့ခြားသောအဖွဲ့ကြီးတွေနဲ့ကျွန်တော်တို့ကဆွေးနွေးတာပေါ့ partially ပေါ့အခုကျွန်တော်တို့က KIO နဲ့ပတ်သက်ပြီးဆွေးနွေးဒါလေးကိုလည်းကျွန်တော်တို့နည်းနည်းလေးတော့ထားပြီးတော့ပြောဆိုဆွေးနွေးသွားဖို့ကျွန်တော်မြစ်တာရက်ခံကြပါဘုံစာမွေဟိုဘက်ကကျွန်တော်ပြောနည်းနည်းလေးတမျိုးမထင်ပါဘူး UNFC ဆိုတဲ့ဥစ္စာဒီခုနလိုပေါ့ဒီကိုမတို့အနေထားရခုနလိုဖွဲ့စည်းထားတဲ့အနေထားဖြစ်မယ်တချို့ဝမပါဘူး UNFC ဝနဲ့ပတ်သက်တဲ့အရေးကြီးကြတော့နိုင်ငံတော်ဘယ်လိုဖြစ်ရှင်းဒါလည်းနိုင်ငံတော်အနေနဲ့ဝင်ပြီးတော့စဉ်းစားပေးစီချင်ပါဒါကျွန်တော်ဒီလိုပြောလိုက်တဲ့ခါကျတော့ဇပ်ပွင့်လေးပြောကြရအောင်ကျွန်တော်လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့နိုင်ငံတော်မူကြကျွန်တော်လည်းပြီးခေါင်းမရှိတာဒါပေမဲ့ကျွန်တော်မှဆုံးဖြတ်မှမရှိဘူးကျွန်တော်မြင်တဲ့အနေအထားလေးနဲ့ကျွန်တော်ဆွေးနွေးခြင်းဖြစ်ပါတယ်မှားသွားတယ်လို့တော့ကျွန်တော်မသုံးသပ်ဘူးဒါပေမဲ့လုံးဝတော့မမှားနိုင်ဘူးလို့ကျွန်တော်မြင်ပါတယ်ဒါအဲ့ဒီပုံစံလေးလည်းမြင်ပေးဖို့လိုတယ်ကျွန်တော်တို့ထည့်ပြီးဒီထားတဲ့စာကားကတနိုင်ငံလုံးမှာရှိတဲ့တိုက်ပွဲတွေကိုတက်ဆိုင်ပြီးတော့နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ဖို့နိုင်ငံတော်ဆိုရကထုတ်ပြန်ကြေညာပေးရတယ်အဲ့လိုထုတ်ပြန်ကြေညာပြီးတယ်ဆိုတာကတခါပြင်ထားတယ်တခါပြင်ထားတဲ့အခါမှာဝင်လာတဲ့လူတွေကလာပြီးမှဆွေးနွေးမယ်လို့ကျွန်တော်ပြောလို့တယ်ဟိုဒီကြေညာတာနဲ့ပတ်သက်တာကျွန်တော်အစတည်းကကျွန်တော်နားလေထားတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကကျွန်တော်တို့ဒီအပြည့်အခတ်ရက်စီရေးကိုလက်မှတ်ထိုးတာနဲ့ထိုးပြီးတာနဲ့တပြိုင်တည်းကဘာကိုကြေညာမယ်ဆိုတဲ့အနေထားပါလေအဲ့ဒါကလက်မှတ်ထိုးပြီးကြောင်းကြေညာတာပဲလားဟုတ်ကဲ့ဘောကခုနကိုမောပြောသလိုဆိုရင်ပြည့်တော့ခုကကြေညာတာပဲရှိတယ်ကိုမောပြောသလိုပေါ့နော်ကျွန်တော်တို့ဒီတနိုင်ငံလုံးဆိုတဲ့အနေထားကိုဒီကချင်ပြည်နယ်ကနေစံနမူနာပြဆိုတဲ့အနေထားပေါ်မူတည်ပြီးတော့ step by step ပေါ့ next ပေါ့ဒါတွေကဖြ
ဖြစ်လာစရာအကြောင်းအများကြီးရှိပါကျွန်တော်တို့ကလူတယောက်ကိုဆန္ဒရှိမှမရှိမှမသိဘဲနဲ့ဟလားကိုလိုချင်တဲ့ဆန္ဒအတိုင်းဆိုတဲ့နေရာကြီးပဲအပြည့်မှပြောတယ်စံပြအနေထားကိုရောက်တယ်မရောက်ဘူးကျွန်တော်မရောက်ဘူးလို့ပြောနိုင်ဘူးအခုကျွန်တော်တို့ကဟုတ်တာလေအခုကျွန်တော်တို့ဓမ္မကြီးကိုယ်တိုင်ကကျန်တဲ့ပြည်နယ်နာအဲ့ဒါမဖြစ်ပါဘူးအဲ့ဒါဆိုရင်နိုင်ငံတော်မျိုးကြီးဆိုတဲ့သဘောများဖြစ်သွားမှာပေါ့ယုံကြည်တာမဟုတ်ဘူးလေခုနကသူဦးစီးချုပ်ပြောတယ်ဟုတ်တယ်ပေါ့ဒီကျန်တဲ့ဒါဆိုကျွန်တော်တို့လည်းမင်းလို့ရတယ်ဒါဆိုကျွန်တော်တို့ဘာလို့ရှင်းလုပ်ငန်းတွေမပြောချင်တယ်ကျွန်တော်တို့လည်းမယုံကြည်ဘူးလားကျွန်တော်လည်းမင်းရှင်းလုပ်ငန်းစဉ်ဆိုတဲ့ process ကကျွန်တော်တို့ကလုံရင်းကန်ရင်းနဲ့ပဲပြဿနာတစ်ခုကိုဖြေရှင်းရတဲ့အနေအထားမှာဘာလုပ်မယ်ဆိုတော့ watch it plan ပေါ့ဒါဖြစ်လာမှာပါကြိုပြီးတော့တအားကြီးကိုပေါ့နော်initiative အားလို့သွားရင်လည်းကျွန်တော်တို့စိုးရိမ်စိတ်တွေများသွားလဲတချို့ကိစ္စတွေတော့မအောင်မြင်တတ်ပါဘူးတကယ်တော့နိုင်ငံရေးဆွေးနွေးပွဲလုပ်နေဆိုတာကတိတ်ပြီးမှအကျုံနာတော့ကျွန်တော်မသိဘူးဆွေးနွေးတယ်အရင်ကလည်းကျွန်တော်ဆွေးနွေးခဲ့တယ်ပဲနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်နေဆိုတဲ့စကားကနိုင်ငံတော်မှာဘယ်တော့အချက်ဖြစ်သွားနိုင်တယ်ကျွန်တော်တို့စဉ်းစားကြည့်တာဒါကျွန်တော်တို့မမြင်ဘူးဒီလိုပြောတဲ့အချိန်အဖြစ်နိုင်ငံတကာမှာလုပ်နေကြတာပဲဆွေးနွေးတာပဲမအောင်မြင်လို့ရှိရင်ကြံတိုက်နေကြတာပဲပြန်ဆွေးနွေးကြတာပဲအိုင်ဒါလန်လည်းခြေလို့ပါပဲနိုင်ငံတကာမှာဒီလိုပါပဲအဲ့တော့ဒီကိစ္စကနိုင်ငံတော်ဆိုရလည်းတိပြီးအခြေနှောင်ခံရတဲ့ဇာတာမျိုးမဟုတ်ဘူးဆိုတော့ဒီလိုမျိုးနေတယ်အခုကဒီနိုင်ငံရေးဆွေးနွေးမှုကိုလုပ်မယ်ဆိုတဲ့ဟာကိုနိုင်ငံတော်ကမချင်ညာချင်ဘူးဆိုရင်ခုနပြောတဲ့ဟာကဒါနိုင်ငံတော်တောင်းတယ်ကျွန်တော်မြင်ရတော့တကယ်ဆိုရင်အစိုးရတက်လာတဲ့အချိန်မှာဒီကိစ္စကချင်ညာချက်တွေထွက်လာလိမ့်မယ်လို့တော့ကျွန်တော်တို့တက်လာတဲ့လက်ရှိကျွန်တော်ကိုယ်တိုင်လည်းလက်ရှိအစိုးရရဲ့ဒီနယ်အစိုးရရဲ့တာဝန်ခံတယောက်လုံခြုံရေးနဲ့နေဆက်ရေးရကောလို့သာဝင်ကြီးလည်းဖြစ်ပါတယ်ဒီနယ်ရဲ့လုံခြုံရေးနဲ့ကော်မတီမှာလည်းကျွန်တော်ပါပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အစိုးရအနေနဲ့အခုလက်ရှိလုပ်နေတော့3လကျော်လေးပဲရှိပါဖြည်းဖြည်းနဲ့ကျွန်တော်တို့ကဒီလုံဆောင်နေတဲ့အခန်းကဏ္ဍတွေတော့တွေ့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအစိုးရအနေနဲ့တဖြည်းဖြည်းပေါ်ဆောင်တဲ့အနေအထားလေးတွေကိုရက်ချိန်မှပြန်စောင့်ကြည့်ဖို့ကိုလိုချင်တာရွတွေးလို့တော့မရဘူးဒါပေမဲ့မုတ်စားခြင်းတဲ့ကလေးကတော့မုတ်စားခြင်းတယ်ဆိုပြီးတော့လည်းမုတ်တော့တောင်းမှရစောင့်ကြည့်နေတော့ပဲတိုက်ပွဲဖြစ်လာတာမဟုတ်ကျွန်တော်ပြောတဲ့သဘောပေါ့မုတ်စားခြင်းတဲ့ကလေးကအဖေသားဘိတ်စားတယ်အဲ့တော့သားကိုမိုးလေးပါကျွေးပါအောင်ဆိုတော့ပေါ့နော်အဲ့လိုပြောမှပဲမျိုးသားပေါ့ဒီငါကလေးငါမုတ်ကျွေးဖို့မေ့နေပါလားငါပါငါသမီးဒီကလေးတော့မစားသေးဘူးသူကကျွေးမှာပေါ့လေကျွေးတဲ့အခါကျမှဒီကလေးကချောကလက်စားခြင်းလားချိုးခြင်းစားခြင်းလားပေါင်မှုစားခြင်းလားဟုတ်တယ်မလားဒီချက်ကောင်စဲစားခြင်းလားမိုးများစားခြင်းလားအဖေမကသူ့အကြိုက်လိုက်ဖို့ဘူးရောလားရော့မင်းကတော့ငါစားခြင်းတဲ့ဒါစားဆိုပြီးတော့လုပ်ပေးနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒါပဲ KIO ကိုဘယ်လိုဘောထားတယ်လို့ကျွန်တော်မြင်လာအဲ့ဒီမျိုးအခုကျွန်တော်ပြောပြီကျွန်တော်ပြောတာအခုရှင်းရှင်းလေးပဲဟုတ်တယ်မကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့ဒီတွတ်တော်ကြီးမှာတင်ပြပြီးတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးစပြီးတော့ဆွေးနွေးကြမယ်ပြောကြမယ်ဆိုတော့တခြားအဖွဲ့အစည်းလည်းပါလာမှာပဲအရှင်ပြည်နယ်ကဆွေးနွေးတယ်ဆိုတာနဲ့တခြားတွတ်တော်ကိုယ်တွေဟာကျွန်တော်ပြည်နယ်မှာလည်းဒီလိုရှိပါတယ်ဆိုတဲ့အနေအထားမျိုးအလိုလိုရင်းနဲ့ပါလာမှာပဲအဲ့ပြောတော့မှာကဟဲ့August 20မှာကျင်းပတော့တော့မှာဒီကိစ္စပဲဆွေးနွေးနေတယ်ဒီမဟုတ်ကျန်တဲ့အဲ့တွတ်တော်မှာကျွန်တော်တင်ပြဆွေးနွေးသွားမယ် KIO တခုတည်းမဟုတ်ဘူးနော်ကျွန်တော်ပြည်နယ်တွင်းဖြစ်ပျက်နေတဲ့ပုံမူပြီးတော့ကျွန်တော်တို့ကကိုယ်စားလှယ်တွေကတင်ပြပြီးတော့ဆောင်ရွက်သွားမယ်အနေထားသူတို့ပြည်နယ်တွင်းမှာဖြစ်တဲ့ဥစ္စာသူတို့ပြည်နယ်ကတင်ပြလဲတွတ်တော်ကလက်ခံပြီးတော့စဉ်းစားကျွန်တော်တို့အခုလုပ်နေတဲ့ဥစ္စာနော်ဒီကချင်ဒီတော့ဥစ္စာကို KIA ကချင်ပေါ့နော် KIO နဲ့ကျွန်တော်လုပ်နေတာဟိုဘက်အဖွဲ့အစည်းကလည်းအဲ့လိုပဲဥမာသွားလုပ်မယ်ဟိုအဖွဲ့အစည်းအတွက်ကိုနိုင်ငံသူကစဉ်းစားပေးပါလေခုနတခုတော့ရှိတာဟိုကိုမောပြောလို့ပေါ့သူတို့က UNFC ဆိုတဲ့ဒီအဖွဲ့အစည်းမှာကောင်းဝင်သားပြီးဖြစ်နေတဲ့အတွက်အခက်အခဲဖြစ်နေတာတွေတော့သဘောပေါက်ပါတယ်ဆိုတော့နိုင်ငံတော်အနေနဲ့ကတော့သူ partially တော့ partially သူအပိုင်းလိုက်သူစဉ်းစားသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံတော်မှာသူ့ရဲ့မူဝါဒအကောင့်တွေပေါ်တယ်ဆောင်ရွက်တယ်ဆိုတဲ့အနေအထားလေးတွေဟာသူ့ရဲ့နိုင်ငံခြားရေးဝါဒသူ့ရဲ့ဒီမဟာဗျူဟာနည်းဗျူဟာတွေရှိမှာပေါ့အဲ့ဒါကိုကျွန်တော်တို့ကကြားလို့ကျင်တဲ့ဒီလိုကျင်တဲ့ပုံစံမျိုးလေးတွေနဲ့သွားပြီးတော့ဘေးကျန်နေချက်ဖြစ်တဲ့အနေအထားမျိုးပြီးတော့မတောင်းဆိုတင်ဘူးမပြောဆိုတင်ဘူးပဲဆိုတော့သူကလုပ်ပေးနိုင်တဲ့အနေအထားပဲသူကလုပ်မှာအဲ့တော့သူကခုနကျွန်တော်ပြောလို့ပေါ့ဟို
အိမ်ကဆင်းပြီးသွားတဲ့သားသမီးတယောက်ပြန်တက်လာမိဘကိုသားသမီးပဲနော်တွေးတိုင်းသားသမီးဘယ်တော့မှဖြစ်ပဲဩဆိုးရတာပြန်လာခဲ့အိမ်ကောင်းမွန်နေပြန်ဆိုးမှာပဲအဲ့လိုပဲရှိမှာသွားဆိုပြီးတော့ပယ်လဲကံဆိုပြီးတော့လုပ်တဲ့အနေအထားမျိုးရှိတာဒါမိအဲ့ဒါတော့မိဘစိတ်မရှိတဲ့မေးပေအနေနဲ့လုပ်တဲ့အနေအထား 1% 2% တော့ရှိပါလိမ့်မယ်နော်ဒါပေမဲ့မိဘစိတ်တဲ့အပြည့်အဝရှိတဲ့မိခင်ဖခင်တယောက်အနေနဲ့တော့ကိုသားသမီးကိုဘယ်တော့မှလက်လွတ်စပယ်မလုပ်ဘူးဆိုတာတော့ကျွန်တော်လည်းယုံကြည်ပါတယ်အဲ့လိုပဲကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့လည်းဒီတိုင်းသားလူမျိုးစုံတွေဖွဲ့စည်းရတဲ့ဒီကျွန်တော်တို့ဒီအရေးကင်းပါပြီးတော့တို့တာဝန်ရေးသားဖို့အရေးသုံးပါဆိုတဲ့အနေအထားလေးဖွင့်ဆိုထားပါတယ်ဒါကြောင့်ပြည့်ခါဘယ်တော့မှမလုပ်ဘူးဆိုတာလည်းကျွန်တော်ပြောရဲတယ်ဘာလို့ဆိုတော့ဒါဒီတို့တာဝန်ရေးသုံးပါဆိုတဲ့ဥစ္စာကိုမိမောင်းထိုးပြပြီးတော့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေကြီးရေးဆွဲတယ်အဲ့ဒါအတည်ပြုတယ်လက်ရှိတဲ့အကောင့်ထဲပေါ်နေပါတယ်တိုင်းရင်းသားစည်းလုံးညီကိုပြတ်ပြားစေမဲ့လုပ်ငန်းတည်းမှလည်းမလုပ်ခဲ့ပါဘူးဒါဆိုကျွန်တော်တို့စဉ်းစားမှာဟုတ်ကဲ့ဘာလို့လဲဆိုတော့ဒီကြားတဲ့အဖြစ်မရဘူးလို့ကျွန်တော်ကဒီလိုစတယ်ဘယ်လိုပြောတယ်လဲကျွန်တော်ဖြစ်စေချင်တာကတော့ဒီရှိခိုင်ခိုင်မာမာဖြစ်ချင်တယ်ခိုင်ခိုင်မာမာဖြစ်ချင်လို့ကျွန်တော်ကအစကတည်းကပြောတာကခိုင်မာတဲ့တက်တီဖောက်ခါနဲ့လည်းမရေးဖို့မယ်လို့ပြောတယ်အချက်တက်တီကတော့ပြည့်စုံတယ်ဒါပေမဲ့ခိုင်မာတဲ့တက်တီလို့ပြောဖို့ခက်တယ်လို့ကျွန်တော်ဒီ process ခုလုံးပုံမှန်မြင်တယ်ခုနကပြောလို့ပဲတက်တီလည်းမရှိဘူးပြီးတော့ဒီနောက်ဆုံးနံပါတ်၄အစားထိုးတဲ့ကိစ္စကလည်းအသေးစိတ်ပြုစုချက်တွေကတိကျပြန်လုံးတယ်ဆိုတော့ဒါခိုင်မာတဲ့တက်တီဖြစ်မလာနိုင်ဘူးဒါကြောင့်မလို့ဒီကိစ္စကိုစဉ်းစားပါမယ်ပြည်ကျော်ရွယ်ဖက်စီကိုလည်းအကြောင်းကြားမယ်ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့အခုချိန်ကြီးကျွန်တော်က UNFC ရဲ့အဖွဲ့ဝင်ဖြစ်နေတော့လည်းပဲဒီချိန်ကြီးတစ်ခုလုံးကိုကျွန်တော်ရဲ့အဝန်းအဝိုင်းတက်နေလို့ဆောင်နေလို့ဖြစ်တယ်အဲ့တော့အခုဒီမှာပြောသလိုပဲကျန်တဲ့အဖွဲ့တွေကိုတိုက်ပွဲလက်ဆိုင်ဖို့ဆိုတဲ့ကိစ္စကဒီမှာတိကျတာပါမလားဘူးဆိုကျွန်တော်ပြန်ပြင်ရမယ်ကျွန်တော်တို့ရမယ်ခင်ဗျားတို့ကိစ္စတော့မသိဘူးလို့ကျွန်တော်တို့ပြန်ဆွေးနွေးရမယ်တစ်ချက်ဒါဆိုတက်တဲ့ကိစ္စကျွန်တော်ပြန်စဉ်းစားမယ်အခုကတော့ဆန်းစုကြည်ရဲ့အခုကိစ္စလည်းကျွန်တော်စီကြောက်လာပြီမနေ့ကပဲရောက်လာတယ်အဲ့ဒါသူလည်းစူးစမ်းမယ်လို့ကျွန်တော်တို့အတိပေးလာတဲ့အခါကျရင်ကျွန်တော်တို့တက်တဲ့ကိစ္စကကျွန်တော်ဒီအကြောင်းတစ်ချက်ပေါ်မှာကျွန်တော်စဉ်းစားပါမယ်အခုဘုံလို့ရှင်းပြတဲ့ကိစ္စလည်းအလုံးကြီးဆိုပြီးတော့ပုံပုံပြပြပါမယ်ဟုတ်ကဲ့ပါဒေါ်စုကြည်ကဘယ်လိုကြောင်းကြလဲအခု